မင်္ဂလာပါခင်ဗျာတောဆင်ရိုင်းဝင်းရောက်တိုက်ခတ်မှုကြောင့်မိသားစု3ဦးသေဆုံးပြီး3နှစ်အရွယ်မိန်းကလေးငယ်2ဦးသာအသက်ရှင်ကျန်ရဲ့နေရာရီတိုင်းပသိမ်မြို့နယ်ငွေဆောင်မြို့မတော်ကုန်းကျေးရွာအုပ်စုရှိမပြောချောင်းကွင်းအနောက်ဘက်တောထဲတွင်ဇူလိုင်လ15ရက်ညပိုင်းကတောဆင်ရိုင်းတကောင်ဝင်ရောက်တိုက်ခိုက်မှုကြောင့်လေယာလုပ်ငန်းလုပ်ကိုင်နေသည့်မိသားစုဝင်3ဦးသေဆုံးက3နှစ်အရွယ်မိန်းကလေးငယ်2ဦးသာအသက်ရှင်ကျန်ရစ်သည့်စိတ်မကောင်းဖွယ်ဖြစ်စဉ်တစ်ခုဖြစ်ပွားခဲ့ကြောင်းသိရပါတယ်။အဆိုပါတောတွင်လေယာလုပ်ငန်းသွားရောက်လုပ်ကိုင်ရင်းညဘက်တဲတွင်အိပ်ပျော်နေသည့်မိသားစု4ဦးရှိရာသို့တောဆင်ရိုင်းတကောင်ဝင်ရောက်ကာတဲအားဖြိုဖျက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပါတယ်။ထို့သောတိုက်ခိုက်မှုကြောင့်တဲအတွင်းရှိလေမယား2ဦးနှင့်သားသမီး2ဦးအနက်မိဘ2ဦးနှင့်ကလေးငယ်2ဦးမှာနေရာ၌ပင်သေဆုံးခဲ့ရပြီးအသက်3နှစ်အရွယ်မိန်းကလေးငယ်2ဦးသာထိခိုက်ဒဏ်ရာများဖြင့်အသက်ဘေးမှကံကောင်းစွာလွတ်မြောက်ခဲ့ပါတယ်။လက်ရှိတွင်၎င်းမိန်းကလေးငယ်အားစေဝါကုသမှုခံယူစေလျက်ရှိကြောင်းသိရပါတယ်။ယခုကဲ့သို့စိတ်မကောင်းဖွယ်ရာဖြစ်ရမျိုးထပ်မံမဖြစ်ပွားစေရနှင့်တောဆက်လဲတဲများတွင်နေထိုင်ကြသည့်မိဘပြည်သူများအနေဖြင့်အောက်ပါတောဆင်ရိုင်းအန်ဒီရဲ့ကောက်ွယ်ရေးလက်ညွှန်ချက်များကိုအထူးသတိပြုလိုက်နာကြရန်တရင်အထူးတပ်ဖွဲ့ပသိမ်မှနှိုးဆော်ထားပါတယ်။စင်များသည်မီးနှင့်လင်းလွန်းသောအလင်းရောင်ကိုကြောက်ရွံ့တတ်ကြသဖြင့်ညဘက်တွင်တဲပက်ပက်လဲ၌မီးပုံကြီးကြီးရှိထားခြင်းသို့မဟုတ်ဆိုလာမီးသီးများဖြင့်အလင်းရောင်ရရှိအောင်လှုပ်ဆောင်ထားရပါမယ်။အနံ့ခံအလွန်ကောင်းသောစင်များအားဆွဲဆောင်နိုင်သည့်စပါးဆန်မပြောသည်ဖရဲသည်ထညံ့နှင့်စားသည်တို့ကိုတဲအတွင်းသို့မဟုတ်တဲအနီးနားတွင်အနှံ့ထွက်အောင်သိမ်းဆည်းခြင်းမပြုရပါစင်များဖြတ်တန်းသွားလာတတ်သည့်စင်လန်းကျောင်းပေါ်တွင်တဲဆောက်ခြင်းကိုလုံးဝရှောင်ကျဉ်ရပါမယ်တက်နိုင်မှာကခိုင်ခံသောတစ်ပင်ကြီးများပေါ်တွင်မြင့်မြင့်ဆောက်လုပ်နေထိုင်သင့်ပါတယ်အစင်လိုက်ရိတ်ထွက်ပြေးပါကအဖြောင်တိုင်းမပြေးပဲဇက်ပုံစံကွေ့ကောက်ပြေးပါစင်သည်ကိုယ်ရဲ့ကြီးမှသဖြင့်ချက်ချင်းကွေ့မပြေးနိုင်တယ်လို့ဂုံစင်လမ်းများတွင်လည်းလျင်မြန်စွာမပြေးနိုင်ပါစင်များရောက်ရှိလာပါကတန်ပုံတီးခြင်းဝဘူဝါမှာမိရှို့၍ပောက်ကွဲတံမြည်စေခြင်းတို့ဖြင့်6လန့်မောင်းထုတ်ရမည်ဖြစ်ပြီးစင်အားဒေါသထွက်စေမည်ခဲဖြင့်ပေါက်ခြင်းလေးခွဖြင့်ပြစ်ခြင်းမျိုးကိုလုံးဝမပြုလုပ်ရပါအထူးသဖြင့်မိသားစုတွင်ကလေးငယ်များရှိပါကကလေးငယ်များ၏အော်ဟစ်ငိုယိုတန်းကြောင့်စင်များလန့်ပြန့်ကာပုံမရန်မူတတ်သဖြင့်စင်ရိုင်းများကျက်စားတတ်သောနယ်မြေများတွင်ညညနေနေထိုင်ခြင်းကိုတတ်နိုင်သမျှရှောင်ကျဉ်ကြရန်တိုက်တွန်းနှိုးဆော်အပ်ပါတယ်ခင်ဗျာ။ဒီရီတိုင်းတို့မှာဖြစ်ပေါ်နေတဲ့သတင်းချက်လက်များကျွန်တော်တို့သတင်းတူတပ်ဖွဲ့ပသိမ်မှာအချိန်နဲ့တပြင်းကြီးဆက်လက်တင်ပြပေးသွားပါမယ်ခင်ဗျာ။